ကိုယ့်ရဲ့ဖုန်းဘက်ထရီကိုဂရုစိုက်တယ်ဆိုလို့ရှိရင်မိတ်ဆွေရဲ့ဖုန်းထဲမှာမလိုအပ်ပဲနဲ့ဖွင့်ထားမိတတ်တဲ့ setting လေးတွေကိုပိတ်ထားပေးဖို့လိုပါတယ်။ပထမဆုံးအနေနဲ့ကျွန်တော်တို့ပိတ်ထားရမယ့် setting လေးကတော့ scan file near file device ဆိုတာလေးကိုပိတ်ထားရပါမယ်။ဒီကောင်လေးကဘယ်လိုလုပ်တာလဲဆိုလို့ရှိရင်ဒီကောင်လေးခလုတ်ဖွင့်ထားလိုက်တယ်ဆိုလို့ရှိရင် Bluetooth နဲ့ location ကိုပေါင်းပြီးတော့ကျွန်တော်တို့အနီးနားမှာရှိတဲ့ Bluetooth နဲ့ချိတ်ဆက်လို့ရတဲ့အရာအလုံးကိုရှာပေးတာပဲဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ဒီကောင်ကဖွင့်ထားမယ်ဆိုလို့ရှိရင် battery အစားအရန်ကုန်ပါတယ်။မလိုအပ်ပဲနဲ့ဖွင့်ထားသလိုဖြစ်တဲ့အတွက်ကြောင့်ဒီခလုတ်လေးကိုပိတ်ထားဖို့လိုပါတယ်။ဒီခလုတ်လေးကိုရှာဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆုံးဖုန်း setting တွေကိုသွားရပါမယ်။ဖုန်း setting တွေကိုရောက်ပြီဆိုလို့ရှိရင်အဲ့ဒီမှာမြင်နေရတဲ့ Google ဆိုတာလေးကိုဝင်လိုက်မယ်။ Google လေးကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ recommended နဲ့ all service ဆိုတာတွေ့လိမ့်မယ် all service ဘက်ကိုနှိပ်လိုက်ပါပြီးရင်တော့ဒီအောက်ကိုနည်းနည်းလေးဆွဲလိုက်အဲ့ဒီမှာမြင်ရတဲ့ device ဆိုတာလေးကိုနှိပ်လိုက်အောင်ပါပဲအဲ့ဒါဘုံရောဒီခလုတ်လေးပွင့်မပွင့်ဆိုတာလေးကိုမိတ်ဆွေရဲ့ဖုန်းထဲမှာကြည့်လိုက်ပါခလုတ်လေးကပွင့်နေတယ်ဆိုလို့ရှိရင်ပိတ်လိုက်ပါကိုကဗတိချွေတာနေတဲ့လူတယောက်ဆိုလို့ရှိရင်ဒီခလုတ်ကိုမလိုအပ်ဘဲနဲ့ဖွင့်ထားမိတယ်ဆိုလို့ရှိရင်ဒါလေးကိုအရင်ပိတ်ထားလိုက်ပါကျွန်တော်တို့နောက်ပိတ်ထားရမယ့် setting တွေအကုန်လုံးတော့ကျွန်တော်အခုပြထားတဲ့ကျွန်တော်ရဲ့ YouTube channel လေးမှာတင်ထားပေးပါတယ်ဗီဒီယိုလေးကိုကျွန်တော်ရဲ့ YouTube channel လေးကိုတစ်ချက်လောက်ပြောင်းကြည့်ပေးကြပါဦးဗျဒုတိယအနေနဲ့ကျွန်တော်တို့ပိတ်ထားတဲ့ဖုန်းလေးက setting လေးကတော့ system printed service ဆိုတဲ့ဒီကလုတ်လေးပိတ်ထားတဲ့ပါတယ်ဒီကလုတ်လေးကဘယ်လိုလုပ်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းထဲကနေပြီးတော့ဓာတ်ပုံတွေစာသားတွေ file တွေကိုကျွန်တော်တို့က print ထုတ်တော့မယ်ဆိုလို့ရှိရင်ဒီကလုတ်လေးကိုဖွင့်ထားလိုက်မယ်ဆိုလို့ရှိရင် session for printer ကိုရှာတဲ့အခါမှာမြန်ဆန်ထောက်ကူပြုစီတဲ့ကလုတ်လေးအဲ့ဒီတော့ကိုကဖုန်းလေးကပုံနေစာသားတဲ့ file တွေကို print ထုတ်ဖို့မလိုအပ်ဘူးဆိုလို့ရှိရင်ဒီကလုတ်လေးကိုပိတ်ထားသင့်ပါတယ်ဒီကလုတ်လေးဖွင့်ထားမယ်ဆိုလို့ရှိရင်တော့ background မှာ run နေတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ဖုန်း battery ကိုပို့ပြီးတော့ထိခိုက်စေပါတယ်မလိုအပ်လို့ရှိရင်တော့ battery လေးကိုပိတ်ထားဖို့ကြံပေးခြင်းပါတယ်ဒီကလုတ်လေးကိုပိတ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းနာအတိုင်းပဲဖုန်း setting လေးတွေကိုသွားရပါမယ်ဖုန်း setting တွေကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်အခုရိုက်ရှာသလိုလေးရိုက်ရှာလိုက်ပါရိုက်ရှာပြီးပြီဆိုတာနဲ့အပေါ်မှာမြင်နေရတဲ့ printing တွေကိုဝယ်လိုက်ပါပြီးလို့ရှိရင်တော့ဒီမှာအပေါ်မှာမြင်နေရတဲ့ system printing service ဆိုတာတွေကိုဝင်အဲ့မှာခလုတ်လေးကပွင့်နေတယ်ဆိုလို့ရှိရင်ပိတ်ထားပေးလိုက်ရုံပါပဲနောက်တစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ဘယ် application ကျွန်တော်တို့ဖုန်းထဲမှာအသုံးများဆုံးလဲအသုံးများတဲ့ application ကကျွန်တော်တို့ background မှာ run နေတယ်ဆိုလို့ရှိရင် background data ပိုကုန်တယ် battery လည်းကုန်တယ်အဲ့တော့ကျွန်တော်တို့ background data လေးကိုပိတ်ဖို့လိုပါတယ် background data ပိတ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့က Facebook ဆိုလို့ရှိရင် Facebook ကိုဖိထားလိုက်အဲ့မှာမြင်ရတဲ့အပတ် info folder လေးကိုနှိပ်လိုက်ပါပြီးရင်အပေါ်မှာမြင်ရမယ့် storage အောက်က data usage ဆိုတာလေးကိုနှိပ်လိုက်မယ်ပြီးအောင်ဆွဲချလိုက်အောက်မှာမြင်နေရတဲ့ဒီမှာ background data ဆိုလို့ရှိရင်219 MB တော့ပေါ့နော်ဒါကကြောင့် data ကုန်တာပေါ့နော် data background မှာ run နေပြီဆိုတဲ့က application run နေပြီဆိုတဲ့ကကျွန်တော်တို့ data လဲကုန်မယ် battery လဲကုန်မယ်အဲ့တော့ကျွန်တော်တို့ဒီ background data လေးဆိုတာလေးကိုပိတ်ထားပေးအောင်ပါပဲနောက်တစ်ချက်အနေနဲ့ကျွန်တော်တို့ပိတ်ထားရမယ့် setting လေးကတော့ဖုန်းထဲမှာပါတဲ့ notification လေးပါပဲဟုတ်ပါတယ်ကျွန်တော် notification လေးကိုဝင်လိုက်ပြီဆိုလို့ရှိရင်ညမယ်ဖုန်းလေးက application တွေကိုမြင်ရပါလိမ့်မယ်ဒီကလုတ်တွေဖွင့်ထားတယ်ဆိုလို့ရှိရင်ကျွန်တော် application အကုန်လုံးစီကနေ notification တက်လာမှာပဲဖြစ်ပါတယ်ကိုယ့်အတွက်မလိုအပ်ဘူးဆိုတဲ့ application တွေကိုခလုတ်လေးပိတ်ပြီးတော့ notification လေးပိတ်ထားလိုက်ပါဘလို့ရင်ကျွန်တော်တို့ရဲ့ဖုန်းဘက်တွေကိုချွေတာပြီးသားဖြစ်မှာပါကိုကလိုအပ်တဲ့ application က notification ကိုပဲဖွင့်ထားလိုက်ပါမလိုအပ်တဲ့ application က notification တွေကိုတော့ပိတ်ထားလိုက်ပါနောက်ဆုံးအချက်အနေနဲ့ပိတ်ထားဖို့လိုတဲ့ခလုတ်လေးတွေကတော့အခုမြင်နေရတဲ့ Wi-Fi and Bluetooth scanning ဆိုတဲ့ခလုတ်လေးတွေကိုပိတ်ထားပေးဖို့လိုပါတယ်ဒီကောင်တွေတော့ကတော့အထွေထူးပြောပြမလို့ပါဘူးဒီကောင်တွေက background မှာအရန်အလုပ်လုပ်နေတဲ့ကောင်တွေဖြစ်တဲ့အတွက်ကြောင့်ဒီခလုတ်တွေကိုပိတ်ထားပြီးမှဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဖုန်း battery ကုန်မြန်တာကိုလည်းသက်သာစီမှာပါကျွန်တော်တို့ဒီခလုတ်လေးတွေကိုဘယ်လိုပိတ်လို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်း setting လေးတွေကိုသွားပါဖုန်း setting ထဲမှာနာမည်ရိုက်ရှာတဲ့နေရာမှာ Wi-Fi scan လို့ပဲရိုက်ရှာလိုက်ပါအဲ့ဒါဘယ်လိုရှိအောင်မှမြန်နေရတယ်Wi-Fi scanning folder လေးတွေကိုဝင်ပြီးပြီဆိုလို့ရှိရင်ဒီခလုတ်လေးနှစ်ခုကိုပိတ်ထားပေးလိုက်ရုံပါပဲဗျ